ကူဟောင်းဆန်တဲ့သားသမီးတွေမှာဒီလိုလက္ခဏာတွေတွေ့ရတတ်ပါတယ်မိဘတွေကိုသူတို့ကစပြီးဆက်သွယ်လို့မရှိပါဘူးအလုံးလုံးနေစဉ်ဖြစ်စေကြောင်းတက်နေစဉ်ဖြစ်စေမိဘတွေကိုသူတို့ကစပြီးဖုံးဆက်လို့မရှိပါဘူးသူတို့ဝေကျေးလိုအပ်ချက်တွေမရှိမချင်းသူတို့ဟာမိဘတွေကိုမဆက်သွယ်တတ်ကြပြန်ဘူးဒီလိုသားသမီးတွေဟာသူတို့ကိုသူတို့ပဲဦးစားပေးတတ်ကြပြီးမိဘတွေရဲ့ပေးဆက်မှုတွေကိုမြင့်မြတ်တယ်ကျေးဇူးတင်ရမယ်ဆိုတာထက်လုပ်ပေးပြီလို့လုပ်ပေးနေတယ်လို့ယူဆတတ်ကြပါတယ်တကယ်လို့မိဘတွေကသူတို့ရဲ့လိုအပ်ဆန္ဒတွေကိုမဖြည့်ဆည်းပေးနိုင်ရင်မိဘတွေကိုတော့မကြင်မနဲ့တွေဖြစ်တတ်ကြပါတယ်အိမ်မှာရှိနေတဲ့အချိန်မှလည်းမိဘတွေကိုအိမ်မှုကိစ္စတွေကူညီရကောင်းမှမသိပဲအဲ့ရထဲမှာလဲပြီးဖုံးတုံးနေတတ်တယ်လို့ဂိမ်းဆော့နေတတ်ကြတယ်ဒီလိုပြုမှုတဲ့သားသမီးတွေဟာငယ်စဉ်က